ပြောခင်မှာဒီကတိအကြောင်းနဲ့ပြောချင်တာပေါ့နော်သူရဲ့ကောင်းတဲ့အကြောင်းသူတာတော့အရင်ပြောချင်တယ်မင်းပြောနေမချင်တယ်ဘယ်ကနေပဲစပြောရမှလည်းမသိဘူးဒီလိုဆိုနေတဲ့ဆွေမျိုးမျက်နှာကိုမြင်ရဖို့ဆိုတာလေဖျားကောင်းကြီးတစ်ခုပေးတာဖြစ်တာပေါ့နော်ပြီးတော့ဒီလိုတွေ့ရဖို့ဆိုလဲကောင်းတဲ့လူတယောက်နဲ့ဆုံတွေ့ခွင့်ရလို့ပဲဒီလိုတွေ့ရတာဖြစ်တာပေါ့နော်ဒီနေ့ကျမအခုလေမြန်မာနဲ့နည်းနည်းပြောမှာမလို့နာတိတ်နာမလဲလားရှိတယ်ဒီခံကြပါလို့ကျမထောင်ထမ်းရတဲ့ဟိုဘောနော်သူတို့အိမ်ရောက်မလာခင်မှာရောက်ခတိအိမ်ရှင်းရတာနဲ့ရောက်ခတိကိုအိမ်ဆုံးနေတယ်အဲ့ဒါသူကလည်းမသိဘူးလေနော်သူကလည်းမသိတော့ကဲကိုချစ်တဲ့သူအိမ်သွားမယ်ဆိုတော့လေပန်းစည်းတွေနဲ့လာတာဒါပေမဲ့သူတောင်းပေးတာမဟုတ်ဘူးတွေ့တဲ့အော်တော့ဖေးဆိုပြီးတော့မှပေးလိုက်တာပေါ့နော်ပြောမှဆိုလဲဒါသူဘာအရင်ကလည်းသူတာပြောတယ်ပန်းတို့ပြီးတော့အတီးရွယ်ဆိုလဲသူအရင်ကလည်းညီမလည်းရောက်လာအပန်းစီကိုပေးလိုက်တာပန်းစီကိုပေးလိုက်တော့သူကိုယ်တိုင်ထိုးတယ်အခုတိတက်ပေါ်ကညီမထုံးထဲမှာရှိနေနေတာပေါ့နော်တက်ပေါ်ရိုက်ခဲ့တယ်အဲ့တော့သူစီကသူတားသမီးစီကနေတက်ပေါ်သူစီကတက်ပေါ်ရိုက်ပြီးတော့မှညီမကိုထိုးတာအရန်ကိုပြီးဖြစ်တာပေါ့နော်ဒါပေမဲ့အဲ့တော့ကိုယ့်ရဲ့ရောက်ခတ်တဲ့အကြောင်းဆိုတာလေကိုကရေရှာမသိသေးတဲ့ခါကျတော့ဒီမလေးရှားမှာလာခင်မှာတို့အိမ်မှာတားလို့ဆက်ပြီးတယ်လေ3လ2လလောက်ပေါ့နော်ဆရာတော်လည်းရှိတယ်ဆရာတော်ကလည်းလာတယ်လေအဲ့တော့သူကပြီးတော့ပုံပြီးတော့ဖျားတဲ့ခင်ကိုပြီးဖို့လဲရောက်ခတ်ကြတယ်ညီမကိုညဝင်ပေးတာလည်းအများကြီးရှိတယ်နားလည်းခက်ပြီးတာလည်းအများကြီးရှိတယ်သူအရင်တော့ဆိုတော့မြန်မာပြည်မှာတော့ဆိုလဲသူတို့လည်းကိုယ်အချိန်ပေးရလည်းအများကြီးပေါ့နော်ဟိုအားပေးစကားတွေအဲ့တော့စီယောင်းနေစစင်တာလည်းညီမစီယောင်းစစင်တာသူတို့အားပေးစကားတွေပြောတယ်ဒီကြရင်ဘယ်လိုနေရမှာလဲသူတို့ရဲ့ချစ်ချင်းပြတာတွေကိုပြပြခဲ့ပြီးတော့ဘောနော်အဲ့တော့ရောက်ခမတယ်တော့အကလုံးသူတို့မိသားစုတွေကိုစိုးနေနဲ့ကိုတမီးအရေးရောက်ခတိရောက်ခမဆိုတာကိုတမီးအရေးပြောင်းလို့သူတို့တာတမီးဆိုတဲ့ကိုမမအရေးပြောင်းလို့အဲ့လိုဆက်ဆံခဲ့ဖို့ကကြတော့အဲ့တန်ရောက်စရာမမေ့နိုင်စရာ